ရွေးနှောက်ခဲ့တယ်ထာဝရရဲ့မှာသူရဲ့တန်နဲ့ရှင်စေဖြောင်းမချင်နိုင်တည်စေမဆုံးလဲကျွန်တော်အားမြေမုန်တဲမှာကျွန်တော်အားရွေးလို့သူအရာရာအားလုံးတခင်ပြားချောင်းဖြစ်တည်ပိုင်ဆိုင်ထားသမျှအရာရာကိုယ်တော်ထဲမှာအရာရာကိုယ်တော်ကြောင့်သာအရာရာကိုယ်တော်ဘုံအတွက်ပဲဖြစ်စေပါကျွန်တော်စိတ်ခန္ဓာဝိညာဉ်ရှိသမျှကိုယ်တော်အတွက်သာအရာရာကိုယ်တော်ဘုံအတွက်ပဲဖြစ်စေပါအားလုံးပိုင်ရှင်ကျွန်တော်အားရွေးတော့ခဲ့တယ်ထာဝရရဲ့မှာသူရဲ့တန်နဲ့ရှင်စေဖြောင်းမချင်နိုင်ကြည်စေမဆုံးလဲကျွန်တော်အားမြေမုန်တဲမှာကျွန်တော်အားရွေးတော့ရာရာအားလုံးသခင်ပြားကြောင့်ဖြစ်တည်ပိုင်ဆိုင်ထားသမျှအရာရာကိုယ်တော်ထဲမှာအရာရာကိုယ်တော်ကြောင့်သာအရာရာကိုယ်တော်ဘုံအတွက်ပဲဖြစ်စေပါကျွန်တော်စိတ်ခန္ဓာဝိညာဉ်ရှိသမျှကိုယ်တော်အတွက်သာအရာကိုယ်တော်ဘုံအတွက်ပဲဖြစ်စေပါရာရာအားလုံးသခင်ပြားကြောင့်ဖြစ်တည်ပိုင်ဆိုင်ထားသမျှအရာရာကိုယ်တော်ထဲမှာအရာရာကိုယ်တော်ကြောင့်သာအရာရာကိုယ်တော်ဘုံအတွက်ပဲဖြစ်စေပါ